င်္ဂလာပါရှင်ခဏခုရောက်နေတဲ့နေရာကတော့ရှမ်းကုန်းမြို့နယ်နဲ့အနီးဆုံးဒေါပုံမြို့နယ်ရမုံနာလမ်းမကြီးနဲ့ရွာမလမ်းချောင်းမှာ Grand Lemon Development ကနေပြီးတော့ခက်ခက်တိုင်းတည်ဆောက်နေတဲ့ Grand ရမုံနာ Mini Condo ရောက်ရှိနေမှာဖြစ်ပါတယ်ဒီ Grand ရမုံနာ Mini Condo อ่ะဆိုရင်ဒီနေ့ကနေပြီးတော့ပွဲလေးစားရှိတယ်ပေါ့နော်ဒီ March 15 ရက်ကနေပြီးတော့20ရက်နေ့အထိကိုသူတို့ကပထမဦးဆုံးနဲ့နောက်ဆုံး event လို့ကြော်ညာပြီးတော့ညီမတို့ပွဲလေးလုပ်ပေးနေရပါဆိုတော့ဒီ Grand ရမုံနာ Mini Condo မှာဘလို့အားသာချက်ကလေးတွေရှိတယ်အခန်းဖွဲ့တွေကဘလို့ပုံစံမျိုးလေးလဲဆိုတာကိုဟန်နီကအသေးစိတ်လေးရှင်းပြပေးသွားမှာဖြစ်တယ်ဟန်နီနဲ့တူတူလိုက်ကြည့်ကြရအောင်နော်ဒါတော့ခဏခဏပြပြတဲ့ Grand ရမုံနာ Mini Condo လေးပဲဖြစ်ပါတယ်ဒီ Grand ရမုံနာ Mini Condo อ่ะဆိုရင်ဧက 0.53 ဧကပေါ်မှာ8ထပ်အဆောက်အဦနဲ့ဆောက်လုပ်ပေးထားတာဖြစ်ပါတယ်ချက်သူကဒီ basement မှာဆိုရင်ကားပါကင်လေးပါဝင်မယ် ground floor ရှိမယ် first floor လောက်ကနေပြီးတော့ဟန်နီတို့ကဒီအပေါ်9လွှာအထိကိုတော့ residential အနေနဲ့တိဆောက်ပေးထားတာပေါ့နော်သူကတလွှာမှာ4ခန်းပါဝင်မှာပဲဖြစ်ပါတယ်ဒီ4ခန်းမှာဆိုလို့ရှိရင်လည်းအကုန်လုံးရဲ့မျက်နှာစာတွေအကုန်လုံးကဟန်တော့ရမုံနာလမ်းမကြီးဘက်ကိုပဲမျက်နှာမူပေးထားတာဖြစ်တယ်အဲ့ဒီအတွက်ကိုလုပ်ငန်းလုပ်ချင်တဲ့ဒီကောင်မောင်မတွေလူကြီးမင်းများအတွက်လည်းပို့ပြီးတော့အဆင်ပြေတာပေါ့နော်သူကတလွှာမှာ4ခန်းရှိပြီးတော့အားလုံးပေါင်းဒီ9လွှာအထိကကြတော့ resident အနေနဲ့ထားပေးထားတယ်ဟန်တို့ ground floor မှာဆိုလို့ရှိရင်တော့ဒါ van တစ်ခုကနေလာမှာပေါ့နော် basement မှာတော့ကားပါကင်ပါဝင်မှာဖြစ်တယ်ပြီးရင်အထဲမှာဆိုလို့ရှိရင်လည်းညီမတို့ကအခန်းဖွဲ့ကိုပေါ့နော်မိသားစုနဲ့နေလို့တော့၎င်းလုပ်ငန်းလုပ်ဖို့တော့၎င်းအဖက်ဖက်ကနေအဆင်ပြေအောင်လို့ဟန်တို့ room type ကိုလည်း3မျိုးနဲ့ဖွဲ့စည်းပေးထားပါတယ်မာစတာတစ်ခန်းပါမယ်တစ်ဖက်ရော2ခန်းနဲ့ပေါ့နော်kitchen dining လေးတွေကိုလည်းတီးတန့်လေးစီစဉ်ပေးထားတယ်ဆိုတော့ဟန်ဒီကအထဲမှာ4ယောက်ပလန်လေးတွေကိုလည်းဟန်ဒီကပြပေးချင်တယ်ဆိုတော့ဟန်နဲ့တူထပ်ပြီးတော့လိုက်ကြည့်ပေးပါအောင်ဒါတော့ဟန်တို့ရဲ့ Grand ရမုံနာ Mini Condo ရဲ့ပြီးသွားရင်ဖြစ်ပေါ်လာမဲ့facing design ပုံစံလေးပေါ့နော်တအားလေးလှပါတယ်လမ်းမတန်းမှာဆိုလို့ရှိရင်တော်တော်လေးကိုထက်ထည်လေးဖြစ်နေမှာပါဆိုတော့လမ်းမတန်းရဲ့မျက်နှာစာကကြတော့လုပ်ငန်းသုံးတဲ့လူကြီးမင်းတွေအတွက်ကိုဟန်ကအရင် highly recommend ပေးပါတယ်ရှင်ဟုတ်ဆိုတော့ဟန်ဒီလေးယောက် plan လေးရှင်းပြပေးပါမယ်ဟန်ဒီခုနပြောထားသလိုသူကတလွာမှာ4ခန်းရှိပါမယ်မျက်နှာစာကတော့ရမုံနာလမ်းမကြီးဘက်ကိုမျက်နှာမူထားတယ်အခန်း square feet အကျယ်ဝန်းအနေနဲ့ဆိုရင်လည်းဟန်တို့ဒီဘက်ရမုံနာဘက်ချမ်းတွေကကြတော့လူလဲတအားစီတယ်ဒါပေမဲ့အခန်းဖွဲ့အနေနဲ့ကြလို့ရှိရင်ဟန်တို့ချင်းချင်းလေးပဲရလို့ရှိရပေါ့နော်အဲ့ဒီအတွက်ကိုဒီ Grand Lemon ကနေပြီးတော့ဒီပေအကျယ်ဆိုလို့ရှိရင်လည်းတစ်ခန်းကိုပေါ့နော်18ပေအနောက်ကို82ပေဒီပေအကျယ်ရှိပါမယ်ရှင့်အဲ့ဒီအထဲမှာဟန်ဒီခုနပြပြထားသလိုအခန်းအနေနဲ့ဆိုလို့ရှိရင် room type 3မျိုးရှိမယ်ပေါ့နော်ဆိုတော့ဟန်ဒီကဒီမှာဆိုရင် lift 2ဆင်းပါမယ်ရှင့် emergency stairs 2ဆင်းပါမယ်ပေါ့နော်ပြီးလို့ရှိရင်ဒီမှာဒီ lift ကနေထွက်လိုက်ပြီဆိုရင်ဒီမှာဒါ entrance လေးဖြစ်မယ်ပေါ့ဒီ entrance ကနေပြီးတော့ living room လေးကိုတက်စီစဉ်ပေးထားတယ်အဲ့ဒီအရှိမှာညီမတို့က veranda လေးတက်ပါအောင်မယ်ရှင့်အဲ့ရနေပြီးတော့ဒီမှာဆိုရင် double bedroom 2ခန်းလေးရှိမယ် master 1ခန်းရှိမယ်ပေါ့နော်ဒီမှာ dining room ကိုကြတော့ဒီဘက် space တွေကိုတော်ရုံ waste မဖြစ်အောင်လို့ dining room ကိုလည်းဒီဘက်ဆန်းလေးမှာထားပေးထားပါရှင့်ဒီနောက်မှာဆိုရင်တော့ kitchen room ပေါ့နော်ပေက82ပေအထိကျယ်နေတာဖြစ်တဲ့အတွက် kitchen room တွေ bedroom တွေမှာလည်းကျင်းသွားတာမျိုးမရှိစေရဘူးဟန်တို့အခုဒီပွဲလေးလုပ်နေတာဆိုရင်ဒီပွဲလေးမှာဟန်တို့ mock room လေးလည်းစီစဉ်ပေးထားပါတယ်ဆိုတော့လူကြီးမင်းတို့အချိန်လေးရလို့ရှိရင်တော့ကိုယ်တိုင်ကိုကြလာရောက်ပြီးလေ့လာဖို့ဟန်ကဖိတ်ခေါ်ချင်ပါတယ်ဆိုတော့ပြီးရင်ဟန်တို့အခုလက်ရှိအခန်းအမဲ့ပုံစံဆိုရင်ပေါ့နော်အခန်းဖွဲ့ပေးတာကစာညီမတို့ကအုံနဲ့ဖွဲ့ပေးပါတယ်အခန်းဖွဲ့ရေမီးဆေးကိုအချော့တက်အပ်ပေးတယ်ဒီအပြင်ကမှခုနကဟန်နီပြောလိုက်တယ်လို့ပေါ့နော်ပထမဦးဆုံးနဲ့နောက်ဆုံး event ဖြစ်ရတဲ့အကြောင်းရင်းကဟန်တို့ကဒီပွဲလေးကိုဒါ Grand ရမုံနာမှာဆိုရင်ပထမဦးဆုံးစလုပ်တဲ့ Grand Lemon အနေနဲ့ပထမဦးဆုံးစလုပ်တဲ့ပွဲလေးပါဒါပေမဲ့ဒီပွဲမလုပ်ခင်တည်းကဟန်တို့စီမှာပေါ့နော် maybe 50%ကျော်လောက်ထိကိုအခန်းကအယောင်ထွက်နေတာဖြစ်တယ်အဲ့ဒီအတွက်ကိုပွဲကညီမတို့ရဲ့ building ကလူကြီးမင်းတို့မြင်တွေ့ခဲ့ရတဲ့အတိုင်းပဲ8ထပ်အထိကိုညီမတို့အကုန်လုံးပြီးနေပြီအရှင်းမျက်နှာစာလေးပြန်ဝင်နေပြီဆိုတော့ဟန်တို့ဈေးလေးမပြောင်းခင်ဒါက less event အနေနဲ့ပေါ့နော်ပြောမှဆိုရင်အရင်ဈေးအဟောင်းတိုင်းကိုမှ less event အနေနဲ့စီစဉ်ပေးထားတဲ့ပွဲလေးပါအဲ့ဒီအတွက်ကိုဒီပွဲမှာမှီတဲ့လူကြီးမင်းတွေအတွက်ကတော့အရန်ကြီးကိုတန်သွားမယ်လို့ဟန်ကအာမခံနိုင်ပါတယ်တခြားသော promotion discount လေးတွေလည်းစီစဉ်ပေးထားပါတယ်အဲ့ဒီအပြင်ကမှ
အခုခုနလိုအခန်းဖွဲ့ရင်းပြီးစေးအနှံပေးတဲ့အပြင်မှာပေါ့နော်ဒီပွဲထဲမှာပါဝင်တဲ့ customer တွေအတွက်ဆိုရင်ဟိုက ready to move ပဲပေါ့နော်ကိုလက်ခေတ်လေးဆွဲပြီးတက်နေလောက်တဲ့အနေထားအထိကိုဟိုက decoration တွေပါရဆာလက်ဆောင်လေးစီစဉ်ပေးသွားမှာပဲဖြစ်ပါတယ်အဲ့ဒီပြင်ဒါဒီဘက်ချမ်းမှာဆိုလို့ရှိရင်လည်းဒါဟန်တို့ပြင်ဆင်ပေးထားတာပေါ့နော်။ဘာလဲဆိုတော့ကိုယ့်ရဲ့အခန်းကို space အပြည့်ရတယ်ဆိုတာလေးကိုဟန်တို့ကပြချင်တယ်82ပေဆို82ပေအပြည့်ရတာမျိုးလေးပေါ့နော်။အဲ့ဒီဟာလေးကိုလည်းပြချင်တယ်ပြီးရင်အခန်းဖွဲ့တွေကလည်းအခုဒါညီမတို့အထဲမှာဆိုရင်ဝယ်ပြီးသား customer တွေရောအခန်းစားဖွဲ့နေပြီ။ဆိုတော့ကိုကလည်းဒါထပ်ဝယ်ဖို့ရှိတယ်ဆိုလို့ရှိရင်အခန်းရဲ့ဘယ်လိုဖွဲ့စည်းမယ်ဆိုတာလေးတွေကစာဟန်တို့က customer လေးတွေစီစဉ်ပေးထားတယ်ပေါ့နော်။အဲ့ဒီအပြင်ကမှဒီဘက်ဆိုလို့ရှိရင်ဒါကpenthouse design လေးပေါ့နော်ဒီ penthouse ကတော့ဟန်တို့ကလောလောဆယ်တော့အယောင်းတော့မဖွင့်သေးဘူးဒါပေမဲ့လူကြီးမင်းတို့လေးလာလို့ရအောင်လို့ဟန်ကပြင်ဆင်ပေးထားတယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင် penthouse ကအားလုံးပေါင်း3လုံးရှိမယ်ပေါ့နော်3လုံး4လုံးလည်းဖြစ်နိုင်တယ်ဒါပေမဲ့ penthouse ကိုစိတ်ဝင်စားတဲ့လူကြီးမင်းတွေဆိုရင်တော့ဟန်တို့ကိုmessenger မှာတော့တစ်ချက်လောက်လာပြောပေးထားပေါ့နော်ဟန်တို့ဈေးဖွင့်ပြီဆိုတာနဲ့ဥပပြလေးပြောပြပေးပါမယ်ရှင့်ဟုတ်ဒါကတော့ဟန်တို့ရဲ့ location လေးပါဟန်ဒီထပ်ပြီးတော့ညွှန်ပေးချင်ပါတယ်ဟန်တို့ဒီအခုလက်ရှိပေါ့နော် Grand Landmark ကနေပြီးတော့တာဝန်ယူတည်ဆောက်ထားတဲ့ project တွေထဲကမှဒီ project တစ်ခုဖြစ်တဲ့ Grand ရမုံနာ mini condo ဟာဆိုလို့ရှိရင်မင်းနနာလမ်းဘက်ကနေလည်းလာလို့ရတယ်မဟာဗန္ဓုလတရားကြီးအနီးကနေလည်းဆင်းလိုက်ပြီးဆိုတော့ညီမတို့ရမုံနာလမ်းမကြီးရောက်မယ်ပေါ့နော်အဲ့ရမုံနာလမ်းမကြီးကနေပြီးတော့အရင်သွားကြမလို့ပဲနဲ့အနီးဆုံးဆိုရင်တော့တင်မောချင်းမှတ်တိုင်ကားပေါ့နော်အဲ့မှာတော့ညီမတို့ရမုံနာလမ်းမကြီးကိုဆင်းလိုက်ပြီဆိုတော့ညီမတို့ project ကိုယုံတို့မြင်တွေ့ရမှာဖြစ်ပါတယ်ဒါဆိုရင်တော့လူကြီးမင်းတို့နေရာလည်းမမားတော့ဘူးတွေ့လိုက်ပြီဆိုတော့ညီမတို့ရဲ့ project ကြီးပေါ့နော်ဆိုတော့အထဲမှာဖွဲ့စည်းထားတဲ့ဟာလေးတွေက mock-up room လေးတွေကျွန်တော်စီစဉ်ပေးထားပါတယ်ဆိုတော့အချိန်လေးပေးနိုင်မယ်ဆိုရင်တော့တကူတခလေးပေါ့နော်တက်ကလေးလာချိပေးဖို့လည်းဟန်နီကဖိတ်ခေါ်ချက်ပါတယ်တော့အခုပွဲနေကိုဟန်နီကပြန်ပြောရမယ်ဆိုရင်ပြပွဲကဒီ15ရက်ကနေပြီးတော့20ရက်နေ့ထိပေါ့နော်ဟန်တို့တပတ်တိပွဲလေးလုပ်ပေးထားပါတယ်ဒါကဟန်တို့ရဲ့ဒါ last chance အနေနဲ့ဒီလမ်းမတန်းတွေကိုလည်းကြိုက်တယ်လုပ်ငန်းလည်းလုပ်ချင်တယ်ဒါမှမဟုတ်ရင်လည်းမိသားစုပေါ့နော်မြို့ထဲနဲ့အနီးဆုံးမှာနေချင်တယ်ဆိုရင်တော့ဟန်နီကဒီ Grand ရမုံနာ mini condo တော့အရင် highly recommend ပေးပါတယ်ဆိုတော့ကိုယ်တိုင်ကိုကြလာကြည့်ပါအဲ့ဒီအပြင်ကမှဟန်တို့မှာ promotion တွေလည်းစီစဉ်ပေးထားပါတယ်အထက် decoration တွေပြင်ပေးတာပြီးလို့ရှိရင် promotion တွေနဲ့ up to ပေါ့နော်300 discount တွေလည်းပေးပေးမယ်အဲ့ဒီအပြင်ကမှဒီပွဲထဲမှာဝယ်ခဲ့တဲ့ customer တိုင်းကိုဟန်တို့ကဒီမေပေါ့နော်ဟုတ်မေမှာဆိုလို့ရှိရင်ဟန်တို့ EV တွေဖောက်ပေးဖို့ရှိပါတယ် EV ကားတွေပေါ့နော်ဆိုတော့ကိုယ့်အတွက်ကအများတန်းနေရာကောင်းလေးလည်းရမယ်ပြီးလို့ရှိရင်ဈေးနှုန်းကလည်းလုံးဝမတက်နေတဲ့အချိန်ကနေပြီးတော့ဈေးနှုန်းမတက်ခင်လေးပေါ့နော်ပိုမှီသွားတယ်အဲ့ဒီအပြင်ကမှအားသာ benefit လေးရမှာဖြစ်တဲ့အတွက်ဒီပွဲလေးကိုဆက်လာခဲ့ဖို့ဟန်နီကဖိတ်ခေါ်လိုက်ပါတယ်ရှင့်ပြပွဲနေရာလေးတစ်ချက်ပြန်ပြောပေးမယ်နော်ပြပွဲနေရာကဒေါ်ပုံမျိုးနဲ့မဟာဗန္ဓုလတရားကြီးအနီးမှာရှိတဲ့ရမုံနာလမ်းမကြီးပေါ်ကဟန်တို့ရဲ့ building ပေါ့နော်ဒီ Grand ရမုံနာ mini condo ရဲ့ဒီ show gallery မှာပဲဟန်တို့ပြပေးနေတာဖြစ်ပါတယ်ဆိုတော့ဆက်လာခဲ့ဖို့ဖိတ်ခေါ်ပေးရစေ